တွေ့တဲ့ပြတ်သားတဲ့ပုံရိပ်တို့နဲ့ဟောင်းနဲ့လို့မတော်တဲ့တရားရဲ့အချစ်ကိုဟာဆုံးသက်တော်တော့နာကျင်ပေမဲ့ဒီနောက်ကျော်တကယ်ဖြစ်ဖို့ခက်ခဲတယ်သူစကားတဲ့လီရောပြန်ကြတော့မယ်နာနာမမရှိမဲ့တဲ့စိတ်စားသူယူတယောက်ချင်းနဲ့ရှာကြည့်မိခဲ့မဆိုင်တော့ဘူးနေထတော့ပြီပဲနာကျင်စရာဒုညတဲ့ကမေဖို့ခလဲတခါလေငါမင်းကြောက်တွေ့မိတယ်ချိန်နေကြမင်းထသွားရလာတဲ့တိုင်းနဲ့လိုက်ရဲ့တရားရဲ့ကြိတ်ခဲ့တယ်သူရှောက်တယ်လက်ဟောင်းလေးနဲ့တခါပြန်ရောက်တိုင်းနေရဲ့ကြောင့်မင်းနေတယ်ဒီနေရာလေးမှာပတ်သက်မှုရှိတယ်ဒါရရဲ့ခုလေနှွေရောက်ပြောင်းတဲ့နှွေလိုပဲပေါ်ချစ်သူရဲ့